စိတ်တာယူ3500 promotion ကနေကျွန်မဘာတွေဝယ်လာလဲကြည့်ရအောင်ကျွန်မဒီနေ့6ရတီတီရပါတယ်ရှင်ပထမဆုံးအထည်လေးကကြတော့ဒါကလေဘီကနီကာဘာလေးလုပ်လို့ရတယ်အခုလောဆယ် trend ဖြစ်နေတဲ့ဟာလေးအပေါ်ကလက်တလုံးကြိုးလေးနဲ့အောက်ကဂျင်းမောက်ဘီနဲ့ဝင်ရင်တအားနဲ့မှလှတယ်ကန်းချင်မှာဝတ်လဲကန်းချင်ပိုက်ပြီပေါ့နော်အရင်လှတယ်အနူရာဒီပုံစံပေါ့ပါလေးပဲဒါလေးလည်းအဲ့လိုပဲကန်းချင်မှာတေးချာလေးလမ်းမယ်ဆိုလည်းရတယ်ဒါမှမဟုတ်ဂျင်းမောက်ဘီနဲ့ top လေးနဲ့ဝတ်လဲအရင်လှတယ်ပေါ့နော်နောက်တစ်ထည်ကကြတော့သူကနုနုဖက်ဖက်ကလေးနော်သူက top ကလေးအပေါ်လက်တလုံးကျိုးလေးနဲ့ဝင်ရင်အရန်လာနေရဒီမှာပေါ့ပါပေါ့နော်ဒါလေးကကြတော့လေတူတူပဲဘီကနီကာဘာလုပ်လို့ရတယ်ခုနပြောသူကျမဘေးလေးကိုခွဲပြီးတော့အော်ဂျင်းမောင်းမီနဲ့ဝတ်လက်လှရတယ်ပေါ့နော်ဒါလေးကကြတော့အပေါ် top လေးအရန်ချစ်ဖို့ကောင်းတဲ့အတွက်ကြိုးစည်းလေးလည်းပါတယ်ပေါ့ပါလေးနေရဒီအတွက်ကို summer bike ကလေးရတယ်ပေါ့နော်ဒါလေးကကြတော့ဟိုးအရင်တုန်းကkit house style လေးပေါ့နော်ဒါပေမဲ့အောက်ကလှုပ်ထားတဲ့ဟာလေးကအရန်လာလို့ကျမဒါလေးကို style လေးလုပ်လို့ရအောင်လို့ဝယ်လာခဲ့တယ်ပေါ့နော်ဒါလေးကကြတော့လက်ရှည်ကလေးနော်လက်ရှည်လေးကိုမှသူကလုံးဝဆန်းတယ်အောက်ကသူဆွဲသားအချက်ကလေးနဲ့ဖန်တီးထားပြီးတော့အပေါ်ကဂျိတ်ကလေးနဲ့ပေါ့နော်ခန္ဓာကိုယ်ကိုရှိတ်ပေါ်တဲ့ပုံစံမျိုးလေးဒါလေးလည်း style လေးလုပ်ကြည့်မယ်နော်ဒါကတော့နေရာဒီအတွက်ပေါ့ပပ bike လေးပေါ့နော်အင်ဒီလက်ကလေးတော့ပြင်ရမယ်ရှင်ဒါလေးလည်းချစ်စရာကောင်းတယ်ဂျင်းမောက်မီလေးနဲ့ဝစ်ပြီးတော့နေရာဒီကိုကျွန်မအန်တုမယ်ရှင်